ကဲ estimate ဖောင်ပြင်တဲ့ပုံစံလေးကိုပထမပြောပြပါမယ် estimate ဖောင်ပြင်မယ်ဆိုလို့ရှိရင်ဘာရင်စားပြီးတော့သိရမလဲဆိုတော့တဲ့သူကပုံမှန်ကျွန်တော်လုပ်လို့ကြလို့ရှိရင်တော့ဒီမရှာမယ်ပေါ့ဒီမရှာမယ်တခုလောက်ရမယ်ပြီးကြလို့ရှိရင် beta estimate ပေါ့နော် beta estimate estimate လုပ်ရမယ်ပြီးတော့ extra ကိုနောက်ဆုံးကြတော့ pure quantity ဒီ၄မျိုးပေါ့နော်ဒီဖောင်၄မျိုးလောက်ဒီဖောင်၄မျိုးလောက်တဲ့အခါကျလို့ရှိရင်တစ်ခုနဲ့တစ်ခုကို Excel မှာ link ချိန်ရမယ် Excel မှာ link ချိန်ရမယ်လောက်တဲ့ပုံစံကတော့အတူတူပဲပေါ့နော်Excel သုံးတာချင်းနည်းနည်းချင်းကွာသွားတာပဲရှိတာပေါ့အဲ့ဒီမှာ function လေးတွေထည့်ပြီးတော့တစ်ခုနဲ့တစ်ခုကို link ကူးလိုက်မှဈေးနှုန်းတွေထွက်လာတဲ့အခါကျလို့ရှိရင်ဈေးနှုန်းအမှန်တိုင်းအကုန်လုံးမှာတူညီနေမှာပေါ့ဒီမရှာမှာတော့တွက်ချက်မှုတွေပဲလုပ်ပါ data estimate မှာကြတော့သူရဲ့ rate တွေထည့်ပြီးတော့တွက်ရမှာပေါ့နော်ကျွန်တော် yellow book ထည့်ရပြီးတော့မှ rate တွေကိုထည့်ပြီးတော့ quantity ထွက်လာမှာပေါ့နော်အရေးအတွက်တွေထွက်လာမယ်အရေးအတွက်ထွက်လာပြီးလို့ရှိရင်ဈေးနှုန်းပေါ့နော်ဈေးနှုန်းနဲ့မြောက်ပေါ့ဥပမာဘီလက်မြေဆိုလို့ရှိရင်ဘီလက်မြေတဲကိုထားပါတော့3000ပေါ့နော်3000ဆိုလို့ရှိရင်သူရဲ့အဲ့အရေးအတွက်ကဒီမရှာမှထွက်လာတဲ့ဟွာတွေရှိမှာပေါ့ item တွေရှိတယ် item တွေက124တို့136တို့ဒါမျိုးပေါ့နော်အဲ့မှာဆိုဘီလက်မြေတွေပါလာမယ်အဲ့ဒါဘီလက်မြေပါလာဆိုလို့ရှိရင်အရေးအတွက်အားလုံးပေါင်းပြီးတော့ beta estimate မှာထွက်လာမှာsorry ဘယ်လိုလဲဆိုတော့ဒီမရှာမှမှာထွက်လာမှာကဘော်လူထွက်လာမှာ124တို့136တို့ဘော်လူထွက်လာမှာဘော်လူထွက်လာလို့ရှိရင်အဲ့ဘော်လူတွေကို rate ထဲမှာပြန်ပြီးတော့မှကြည့်လိုက်တယ်ဆိုလို့ရှိရင်ဥပမာ150မှာဘလောက်ပေါ့သူ့ရဲ့လက်မြေအဲ့အရေးအတွက်ထွက်လာမှာအဲ့အရေးအတွက်ထွက်လာလို့ရှိရင် rate နဲ့မြောက်ပေါ့နော်တစ်အိတ်ကို3000ဆိုပြီးတော့မြောက်လိုက်တယ်ဆိုလို့ရှိရင် total ထွက်လာမယ်total ထွက်လာတဲ့အခါကျလို့ရှိရင်ပစ္စည်းကတစ်မျိုးတည်းပေါ့အများကြီးဖြစ်လာမှာအစီအမံတွေရောစန့်တွေရောအများကြီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ထွက်လာတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းတစ်ခုချင်းစီ total ထွက်လာတဲ့ဥစ္စာတွေကိုအကုန်လုံးစုပေါင်းဆိုပေါင်းချလိုက်ပေါင်းချလိုက်ပြီးကြရင်မှသူကနောက်ထပ် sheet တစ်ခုကိုပြန်ပြီးတော့link ချိန်ယူရမှာပေါ့နော် link ချိန်ယူအောင်ပေါ့ဥပမာဒီလေးမရှာမှန်နေပြီးတော့မှ beta estimate ကိုသူ့ရဲ့တွက်ချက်မှုဘော်လူတွေ square feet တွေနဲ့မျိုးပေါ့နော်ပြောမလဲကျွန်တော်တို့square တွက်တာရှိတယ် square feet တွက်တာရှိတယ်ဘော်လူတွက်တာရှိတယ်အဲ့ဒီနှစ်ခုကတော့တော်တော်အများဆုံးတွက်တာပေါ့နော်အများဆုံးတွက်တယ်တချို့ကျတော့ square feet တွက်မရတဲ့ကိစ္စမျိုးရှိတယ်ဥပမာဘယ်လိုပြောမလဲsquare feet တွက်မရတဲ့ဥစ္စာတွေအရေးအတွက်နဲ့ပြန်ထွက်လာတဲ့ဟာမျိုးတွေရှိရပါတော့နောက်ပြီးတော့ကားအခောက်ရေးတို့ transportation တို့အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်ကြတော့ကားအခောက်ရေးတို့စီးရေးတို့နားရေးတို့လည်းအဲ့လိုပြန်ထွက်လာတယ်ပေါ့အဲ့ဒါမှ rate ထဲကိုပြန်ပြီးတော့ကြည့်ရတာပေါ့ transportation ဆိုရင်ဘယ်လောက်တစ်ခေါက်ဆိုရင်ဘယ်လောက်ဘယ်နှမိုင်ဆိုရင်ဘယ်လောက်အဲ့လိုမျိုးပြန်ပြီးထွက်လာတာမျိုးရှိတယ်အဲ့လိုမျိုးဒီမရှားမှာတော့စုံနေအောင်တော့ကိုကစစ်စစ်ပေါက်တော့တွက်ရတာပေါ့ဒီကောင်က estimate ဖြစ်တယ်ဆိုတော့ခန့်မှန်းခြေစရင်ပဲရမှာပေါ့တကယ်အကျူရည်နဲ့နီးနီးဆက်ဆက်အထိတော့ရမှာပေါ့နော်တခြား course တွေကိုကိုကထပ်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ထပ်ထည့်လို့ရတယ် item တစ်ခုချင်းစီနဲ့ထပ်ထည့်ရမှာပေါ့ထားပါအဲ့ဒါတော့နောက်ပိုင်းဖြည်းဖြည်းချင်းပြောတော့မှာပေါ့နော်အခုဒီမှာကြတော့ဖွဲ့စည်းပုံလေးကိုပြင်ပြောမယ်ပြီးလို့ရှိရင်
exam မှာဖောင်လေးဘယ်လိုလုပ်တယ်ဆိုတာကိုအရင်ပြောပြမယ် okay အဲ့ဆိုတော့ဒီနေ့ measurement ဖောင်တစ်ခုပေါ့နော် example တစ်ခုအရင်ပြရမယ် example တစ်ခုအရင်ရှာပြမယ် example ကဒီမှာပါနော်ဒီဟာဆိုလို့ရှိရင်တဲ့ exam မှာတွက်ထားတာလေးတစ်ခုပေါ့ဒီအောက်နားမှာ sheet တွေရှိတယ် sheet ကဒီမှာ detail measurement ပါမယ် beta estimate ပါမယ် actual cost ပါမယ် BQ ပါမယ်ပြီး summary ကတော့သူကအနှစ်ချုပ်ပေါ့ဒီ material labor cost ကိုအနှစ်ချုပ်ပေါင်းလိုက်တာပေါ့နော်စုပြီးပေါင်းလိုက်တာဟုတ်ပြီဒီနေ့ measurement ဖောင်ဘယ်လိုလုပ်ရမလဲချက်ကြည့်အောင်ဒီ measurement မှာဆိုလို့ရှိရင်ဒီပေါ်ဆုံးကတော့သူ့ရဲ့ဒီ work က job ကဒီ title ကောင်းစဉ်ပေါ့နော်job name ပါမယ်နောက်ပြီးလို့ရှိရင်ဒီ measurement ဆိုကောင်းစဉ်ပါမယ်ပြီးရင်သူ့ရဲ့ဒီနေရာလေးပဲဒီက row နှစ်ခုပဲပေါ့နော်serial number ပါမယ် particular ပါမယ်ပြီးတော့ number အရေးအတွက်ပါမယ် measurement မှာဆိုလို့ရှိရင် length က breadth က width ကပါပေါ့နော် mph ပါမယ်ပြီးတော့နှုတ်စရာရှိရတယ်ဆိုလို့ရှိရင် detention ပါမယ်ပြီးရင်content ပါမယ်ပေါ့နော် content ပါဆိုတော့ဒီမြောက်စရာရှိတာတွေမြောက်မယ်ပြီးတော့ရှင်တစ်ခုချင်းစီအတွက် content တစ်ခုချင်းစီအတွက်ဒီမှာထွက်လာပေါ့နော်တန်ဖိုးလေးတွေပြီးလို့ရှိရင်သူ့ရဲ့ total ကိုတစ်ခုချင်းစီ item တစ်ခုချင်းစီတော့အမှ cycling ဆိုတော့ cycling ရဲ့အတွက်တစ်ခုချင်းစီကို total ပေါင်းလာတဲ့ဒီဟိုဟာရှိမယ်ပေါ့နော်အမောင် square feet square feet cubic feet ဆိုရင် cubic feet အဲ့လိုမျိုးတွေရှိမယ်ပေါ့နော်အဲ့လေးတွေကိုဒီ measurement မှာဖောင်လို့တာရှင်းရှင်းလေးပဲဒီ serial number က particular ရဲ့ number ရဲ့အရေးအတွက်က measurement ရဲ့နှုတ်စရာရှိမယ်ဆိုလို့ရှိရင် detection တစ်ခုတည်း detection ကတော်တော်များများတော့နှုတ်ရတာဗရင်ပေါက်တို့ဘာလို့ပဲနှုတ်ရတာများပါတယ်ဥပမာနိုင်ရန်ချောထားတယ်ဆိုလို့ရှိရင်နိုင်ရန်ချောထားတဲ့ဗရင်ပေါက်တွေရနှုတ်ပေးရတာတို့ဒါဗရင်ပေါက်တွေဆိုမချောအောင်လေအုပ်စီရဆိုလို့ရှိရင်လည်းအုပ်စီရနေရာတွေမှာဗရင်ပေါက်ပါတယ်ဆိုလို့ရှိရင်ဗရင်ပေါက်တွေကိုပြန်နှုတ်ပေးရတာတို့အဲ့ဒီဥစ္စာတွေအတွက် detection လေးတွေကိုထည့်ပေးရတာပေါ့အဲ့လိုသူ့ကိုမထည့်ခြင်းလဲတက်နောက်မှဒီမှာကောင်းစက်တစ်ခုနဲ့ detection ဆိုပြီး window တွေ door တွေကိုတက်နှုတ်ယူလဲရတယ်ဒါတော့ကိုစိတ်ကြိုက်လို့ရဒီ row မထည့်ခြင်းလဲရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီပုံစံလေးအတိုင်းကိုဆွဲခြင်းတယ်ပေါ့နော်အခုအဓိကကြာတာတော့ဒီပုံစံလေးဆွဲခြင်းတယ်ဆိုလို့ရှိရင်အသစ်တစ်ခုခေါ်လိုက်မယ် new file တစ်ခု file နဲ့ new ခေါ်လိုက်မယ် number ခေါ်လိုက်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီမှာ exam ဒီမျက်နှာပြင်မှာဒီလို set ခွက်တွေအများကြီးပါအဲ set ခွက်တွေကိုပါကိုလိုချင်တဲ့ပုံစံတိုင်းဖြစ်အောင်နေရာရွှေ့ပြီးယူရမှာပေါ့ဒီမှာ line တွေ vertical line တွေပါတယ် horizontal row ကိုသတ်မှတ်တဲ့ horizontal line တွေပါမယ် column ကိုသတ်မှတ်တဲ့ဒီ ABC က column လို့ခေါ်တာပေါ့နော် ABC column လို့ခေါ်တယ်ဒီ1 2 3ကကြတော့1 2 3ကကြတော့သူက row လို့ခေါ်တာပေါ့နော် row လို့ခေါ်မယ်
okay အဲ့တော့ကိုပုံစံသတ်မှတ်တော့မယ်ဆိုလို့ရှိရင်စချင်းသိရမယ်အချက်ကပထမဆုံးချက်ကဘာလို့ရမလဲဆိုရင်ဟိုစာရွက်အရင်ခေါ်ရမှာပေါ့နော်စာရွက်အရင်ခေါ်ရမှာဆိုကြတော့ကိုကဘယ်စာရွက်နဲ့ print ထုတ်မှာလဲဆိုတဲ့ဥစ္စာကိုမူတည်တယ်ကိုကlegal နဲ့ထုတ်မယ်ဆိုလို့ရှိရင် legal စာရွက်ကိုရွေးရမှာပေါ့နော် A4 နဲ့ထုတ်ချင်တယ်ဆို A4 စာရွက်ရွေးရမှာအဲဆိုတော့ပထမဆုံးရွေးရမှာစာရွက်ရွေးရမှာပေါ့နော်စာရွက်ရွေးချင်တယ်ဆိုလို့ရှိရင်ဒီပေါ်မှာကောင်းတဲ့လေးရှိတယ် page layout ဆိုတဲ့ထဲကိုသွားလိုက်ပြီးရင်ဒီမှာ site ဆိုရှိတယ်site ထဲကနေပြီးတော့ကိုကြိုက်တဲ့စာရွက်အမျိုးအစားကိုဒီမှာရွေးလို့ရတယ် A4 ပါမယ်ဒီမှာ letter တို့ legal တို့ပါတယ်ပေါ့နော် legal ပါတယ် A3 ပါတယ် A5 ပါတယ်အများကြီးပေါ့နော်အဲ့တော့ဒီကောင်တွေကတို့က A4 စာရွက်နဲ့ပဲအများဆုံးသုံးတာဖြစ်လို့ A4 ကစာအုပ်ချုပ်ရင် A4 ကိုရွေးထားလိုက်မယ်အဲ site က A4 site ဖြစ်သွားပြီ A4 site ကိုရွေးလိုက်တာနဲ့ဒီမှာ dotted line လေးပြတာသူကဒီ line လေးပြတာအဲ့ line လေးကစာရွက်ကနေကုန်စာရွက်အဖျားထီပေါ့နော်ဘုံသမာခြင်းပေါ့နော်ဒီ margin ကိုကြော်ပြီးတော့တို့ကဆွဲလို့မရဘူးအဲ့ဒီ margin ကိုကြော်သွားတယ်ဆိုလို့ရှိရင်အစာတွေကပါမလာတော့ဘူးပေါ့နော်ကိုရေးလိုက်တဲ့ row တွေဒီ row တွေရှိရဆိုလို့ရှိရင်ဒီ column တွေရှိရဆိုလို့ရှိရင်အဲ့ column ကစာရေးလိုက်လို့မလို့ J column နဲ့ဒီဘက်ကိုကြော်သွားတယ်ပေါ့နော်ဒီ dotted line လေးရဲ့အပြင်ကြော်သွားရဆိုလို့ရှိရင်စာရွက်ထဲမှာပါမလာတတ်ဘူးအဲ့ကြလို့ရှိရင်ချုံတာချဲ့တာတွေ print ထုတ်တဲ့ခါကျပြန်ပြီးတော့ဟိုဖြစ်ရတယ်ပေါ့နော်တတိထားပြီးမှကိုယ်စာတွေအကုန်ပါလားမပါလားပြန်ပြီးတော့ margin တွေပြန်ချိန်ရတာ margin ချိန်ရတယ်ဆိုတော့ဘေးကဘောင်းတွေဘေးဘောင်းတွေကိုဘယ်လောက်ပဲခွာမစားလုံးကဒီနားလောက်ကိုတစ်လက်မလောက်အခွာထိမှရှိမယ်9ခုလောက်မှရှိမယ်ပေါ့နော်0.5လက်မလောက်မှရှိမယ်0.5လောက်မှရှိမယ်အဲ့လိုမျိုးပြန်ပြီး on the margin ပြန်လောက်ရတာပေါ့နော်အဲ့လိုမျိုးတွေအလုံးရှုံမခံချင်ဘူးဆိုလို့ရှိရင်တခါတည်းဒီ page ကိုရွေးထားစာမျက်နှာကိုရွေးထားပါတော့ကိုက A4 နဲ့ထုတ်မယ်ဆိုပြီးစာရွက်ကိုရွေးထားပါတော့စာရွက်ကို A4 နဲ့ရွေးထားပြီးတော့ okay margin ကိုကြည့်ရအောင်ဒီမှာကျ orientation ပေါ့နော်ဒီ page set တဲ့ထဲမှာ size ရှိရ orientation ရှိရ margin ရှိရဒီသုံးခုပဲအရင်ကြည့်လိုက်ရင်ရပြီမခက်ဘူးနော်ဒီ orientation ထဲမှာသူတို့ကစာရွက်ကိုအထောင်းလိုက်ထားပြီးတော့ဆွဲမှာလားအလဲလိုက်ထားပြီးဆွဲမှာလားကိုလိုချင်တဲ့ပုံစံကိုဒီမှာရွေးလို့ရတယ်တို့ကတော့အထောင်းလည်းပဲ portrait နဲ့ပဲထားပြီးတော့အထောင်းစာရွက်ကိုထောင်းလိုက်ပဲရေးမယ်ပေါ့နော်ဆွဲမယ်ပေါ့နော်အဲဆိုလို့ရှိရင် portrait ကိုရွေးထားလိုက်မယ်ပေါ့နော်အဲဆိုရင် size ရွေးတယ် orientation ရွေးတယ်ပြီးရင် margin ကကြတော့ margin ကဘေးနှခမ်းဘေးပေါင်ပတ်လေကိုပြောပြဒီမှာ line လေးတွေပါတယ်အပေါ်ဘက်ဒီမှာ line ပါမယ်အောက်က bottom ပါမယ် right ပါမယ် left ပါမယ်ပေါ့နော် left ပါမယ်အဲ့တော့ margin ကိုဥပမာ margin ကိုစာရွက်ရဲ့ဘေးဘက်ကနေဘယ်လောက်ခွာမှာလဲပေါ့နော်စာရေးလို့ရှိရင်ခွာရေးတာကိုပြောတာကိုကစာရွက်အဖျားဆုံးနေစပြီးတော့ရေးဘူးဒီမှာစာရွက်ချုပ်ဖို့နေရာတို့ဘာလို့ချမ်းဖို့အတွက်အနည်းဆုံးတော့ 0.5 လောက်ထားလေးထားတာရှိရပေါ့နော်ဒီမှာ narrow ပါဆိုတော့ဒါကတော့အစင်းစင်းသူလုပ်ပေးထားတာပေါ့နော် narrow ပါတော့ white ပါတယ် normal ပါတယ် normal ကသူက 0.75 လေးထားထားရပေါ့နော်white ဆိုလို့ရှိရင်တော့တစ်လက်မစီထားထားရtop တစ်လက်မ bottom တစ်လက်မ left ကိုတစ်လက်မ right ကိုတစ်လက်မစာရွက်ကဘေးပေါင်မှာတစ်လက်မစီခြံထားပြီးတော့ပဲအဲ့အတွင်းနဲ့ပဲသူကစာရေးမှာစာရွက်တွေကိုဘေးတွေမှာတစ်လက်မစီခြံထားမယ်လို့ဆိုလိုတာပေါ့နော်ပြီးတော့ရှင်အဲ့ဒီပုံစံတိုင်းဒီမှာပေးထားတဲ့ပုံစံနဲ့မယူချင်ဘူးကိုက Wi-Fi လောက်စီပဲအပေါ်ထားချင်တာဆိုလို့ရှိရင် custom margin မှာရွေးလို့ရတယ် custom margin နှိပ်လိုက်လို့ရှိရင်ဒီမှာ preset တဲ့ပေါက်ကြာလာပေါ့နော် preset တဲ့ပေါက်ကြာလာတယ်ဆိုလို့ရှိရင်ဒီမှာ top ကိုဘယ်လောက်ထားမလဲ bottom ဘယ်လောက်ထားမလဲကိုကြိုက်တဲ့ကဏ္ဍကိုဒီမှာရိုက်ထည့်လို့ရတယ်ပေါ့နော်တခါတည်း0.5 0.5 ခါရိုက်ထည့်လို့ရတယ်0.5လို့ရိုက်လိုက်ပြီးရင်ဒီ bottom လဲ0.75ဆိုများတယ်ပေါ့တလက်မပြေးတာပေါ့0.5လောက်ပဲထားမယ် margin ဒီ left မှာဆိုလို့ရှိရင် margin left မှာဆိုလို့ရှိရင်လည်း 0.5 လောက်ပဲထားမယ်စာရွက်အဖျားပဲညာဘက်အဖျားပဲညာဘက်မှာဆိုလို့ရှိရင်ကြတော့0.3 လောက်ထားမယ်ပေါ့နော် 0.3 လောက်ထားမယ်0.3 ပေါ့0.3 ထားမယ် okay ပေါ့နော် okay အဲ့ဆိုလို့ရှိရင် margin ရွေးပြီးသားပထမဆုံးလုပ်ရမယ့်အချက်ကဒါပဲ page layout ထဲမှာစာရွက်ရွေးရမယ်ကိုထုတ်ချင်တဲ့ကို print ထုတ်ချင်တဲ့စာရွက်ကိုရွေးဒီလို dotted line လေးပေါ်လာမယ်အဲ့ဒီကိုကြော်ပြီးတော့စာတွေကရေးလို့မရဘူးပေါ့နော်ကိုယ့်ရဲ့ဒီ font ကိုတခါလေးချိန်တဲ့ခါကျစာရွက်ကိုတခါလေးရွေးထားမယ်ကိုထုတ်မဲ့ print ထုတ်မဲ့စာရွက်ကိုတခါလေးရွေးထားမယ်ပြီးလို့ရှိရင် orientation စာရွက်ကိုထောင်ပြီးတော့ပဲရေးမှလားလှဲပြီးတော့ပဲရေးမှလား orientation ရွေးရမယ်ပြီးရင် margin ကတော့
ခုနလိုမျိုး 0.5 ဆိုတော့ကိုနည်းနည်းကျဲထားလို့ရတယ်ကျဲထားလို့ရတယ်အဲဆိုဒီ3ခုရမယ်နော်ဒီ3ခုကိုလုံးကြည့်လိုက်ပေါ့ဟုတ်ပြီဒီဟာဆိုလို့ရှိရင်ဒီမှာ Excel မှာကခုနပြောခဲ့သလို column ရှိတယ် row ရှိတယ် ABC ကကြတော့ဒီလို column အထောင်လိုက် line တွေပေါ့နော်ဒီမှာ row ကကြတော့ဒီ1 2 3နဲ့ဆိုပေးထားရပေါ့နော်ဒါ row တွေလို့ခေါ်တယ် row 2 row ပေါ့နော်အဲ့မှာ तू ကစာရေးမဲ့ row တွေက1 2 3ဘက်မှာဆင်လိုက်ဒီရှေ့တိုင်းဒီ row လိုက်တိုင်း तू ရေးသွားလို့ရတယ်တစ်ခွက်ချင်းကိုစဲခွက်တစ်ခွက်ချင်းစီလို့ရေးသွားလို့ရတယ်အဲ့တော့ခုနကဖောင်လေးကပုံစံကတို့ကဒီပါလေပထမဆုံး A row ကချင်းလေးပဲ B တို့ကြမှာ particular ဆိုလို့ရှိရင်ကိုကဒီမှာ cycling တို့ဒီကိုက item တွေရေးမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် item တွေနေရာကြဲပေးမှရမှာဖြစ်တဲ့အတွက် B တို့ကိုအကျယ်ကြီးထားရတယ်ပေါ့နော်ဒီ B တို့ကိုအကျယ်ကြီးထားရတယ်ပြီးရင် number ပေါ့နော်အဲ့ပုံစံလေးဆွဲကြည့်မယ်ပေါ့နော်ဟုတ်ပြီ A row ကချင်းပဲထားမယ်ပေါ့နော် number တွေပဲထားမှာဆိုတော့ okay အဲ့ဒါဆိုလို့ရှိရင်ဒီကောင်ကိုရွှေ့ကျင်တယ်ဆိုလို့ရှိရင် A နဲ့ B နဲ့ကြားမှာဒီ line ရှိတယ်အဲ့ဒီ line နာကိုဒီလိုကတ်သွားလိုက်ဒီမြားလေးနှစ်ဖက်နဲ့ align ကြီးတဲ့တကယ်တမ်းလေးပေါ်လာမှာအဲ့ဆိုရင် mouse click ကိုဖိထားပြီးတော့ကိုလိုချင်တဲ့ဘက်ကိုဆွဲပြီးတော့ရွှေ့လို့ရတယ်ပေါ့နော်အကျဉ်းမှာဆိုလို့ရှိရင်ကိုချင်းညင်ရတယ်ကျဲချင်းဆွဲပြီးတော့ဒီလိုကျဲလိုက်လို့ရတယ်အဲ့ mouse ကိုဖိထားပါတော့နော်ဖိထားပြီးတော့ကိုလိုချင်တဲ့အတိုင်းဒါခမ်းမန်းပေါ့နော်ဒါအခုကခမ်းမန်းဒီမှာအပေါ်မှာ white ကိုဒီမှာ bezel လေးနဲ့ဆိုပြရတယ် bezel နဲ့ပြရတယ်မှာဒါဆိုရှင်5 bezel 6 bezel ပြရတယ်ကိုကြိုက်တဲ့ data တခုကိုရောက်ပြီဆိုလို့ရှိရင်လွတ်လိုက်ပါဒီလောက်ထားမယ်ပေါ့နော်ဒီလိုတော့ဒါအမှတ်ခမ်းမန်းထားလိုက်တာပေါ့နော်ပုံမှန်တော့ခမ်းမန်းမှထားတာပါပဲပုံမှန်အကွက်တွေတူညီနေတာရှိရင်တော့တခါတည်းဆွဲပြီးတော့ညှိလို့ရပါတယ်နောက်ပိုင်းပြောပြမယ်အခုလောလောဆယ် A ကွက်က serial number ပဲထည့်မယ်ပေါ့နော် okay B ကွက်ကကျတော့ particular ထားမှဖြစ်တဲ့အတွက်ဒီလောက်ထိကျဲထားလိုက်မှာပေါ့နော်ဖိဆွဲထားကိုလိုချင်တဲ့နေရာရောက်ရင် mouse click ကိုလွတ်လိုက်ပါနော် okay number ဒီနောက်ပြီးတော့ number လာပါတော့ A ရ B ရဒီ column တစ်ခုပြီးသွားပြီပေါ့နော်ပြီးရင် C က number ဆိုတဲ့ဥစ္စာကိုချင်းမဲ့ထားမယ်ပေါ့နော်အဲဆိုလို့ရှိရင်နည်းနည်းလေးဆွဲပြီးကျင်းလိုက်မယ်ဖိပြီးတော့ကိုလိုချင်တဲ့အနေထားရောက်လွတ်လိုက်ပေါ့နော် okay ပြီးတော့ measurement ကြတော့သူကဒီမှာ column D ရယ် E ရယ် F ရယ်သုံးခုကိုသူကဒီမှာ measure ဆိုတဲ့ကွက်ကတစ်ခွက်ထဲပေါင်းထားတယ်ဒီ LBH ကတော့ column တစ်ခုစီရွေးထားတယ်အဲ့လိုလို့ရှိရင် column 3ခုပေါ့နော်1 2 3 LBH 3ခုဆိုလို့ရှိရင်ဒီ3ခုကိုအကွက်ကညီနေရမှာဟုတ်ပြီနော်အကွက်ကညီနေရမှာဆိုတော့3ခုကိုလိုချင်တဲ့ size ရအောင်တခါတည်း select ပေးရမယ်ပေါ့နော် selection ပေးရမယ်အဲ့တော့ D E F 3ခု select ပေးလိုက်တယ် select ပေးတဲ့အခါကျတော့ရှင်ဒီမှာ D ပေါ်မှာ mouse တင်လိုက်ပါတော့ mouse တင်လို့ရှိရင်သူကမြားမဲလေးပေါ်လာလို့ရှိရင် mouse click ကိုဖိထားပါတော့ဖိထားလို့ရှိရင်ဒီမှာတစ်ခုကို select ပေးလိုက်ဖိထားရနော် mouse click ကိုဖိထားပြီးတော့ဒီဘက် E ဘက်ကိုရွှေ့လိုက်ဆို E ရော column နှစ်ခု select ပေးလိုက်3ခုပေးခြင်း3ခု4ခုပေးခြင်း4ခုလို့ဆွဲသွားလိုက်လို့ရတယ်ကိုပေးချင်တာ3ခုဆိုတော့3ခုထိရောက်လို့ရှိရင် mouse click ကိုလွှတ်လိုက်ဒါဆိုလို့ရှိရင်ဒီ column 3ခုကို select ပေးသွားပြီเนาะ select ပေးသွားရဆိုလို့ရှိရင်ကိုဆွဲပြီးတော့ select ပေးပြီးတော့ဆွဲညှိလိုက်တယ်ဆိုလို့ရှိရင်အညီအမျှသူကဒီ column 3ခုပဲဖြစ်သွားမှာအခုကျွန်တော်ဒီလောက်ထားခြင်းတယ်ဆိုရှင်နောက်ထပ် column တစ်ခုကလည်းဒီလိုမျိုးအညီအမျှရသွားမယ်ပေါ့နော်ညီတယ်လို့မျက်စိနဲ့မြင်လို့ညီတယ်လို့ပြောလို့ရလားဆိုတော့စစ်ကြည့်လို့ရတယ်သူဒီ column ကိုစစ်မှတ်လို့ရှိရင်ဒီ column ကိုမြားမဲလေးပေါ်ဒီပေါ်လေးကိုတင်ပြီးလို့ရှိရင် click တစ်ချက်နှိပ်ပြီးလို့ရှိရင်right click နှိပ်ပေါ့နော်left click ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာသူ့ရဲ့ column white ဆိုတာပါတယ် column white ဆိုပါတယ်ကိုနှိပ်လိုက်တစ်ချက်column white ဆိုရင် 5.15 လို့ပြောထားတယ်ဒီရဲ့ column ရဲ့အကျယ် 5.15 bezel ရှိရပါတော့သူ bezel နဲ့တွက်တာ exactly နဲ့တွက်တာပါနော်ဒီ bezel နဲ့တွက်တဲ့ခါကျတော့ bezel က 5.14 ရှိတယ် okay ဟုတ်ပြီဒီမှာ 5.14 ဆိုလို့ရှိရင် E မှာဟောအဲဆိုရင် E ကိုတစ်ချက် select ပြီး right click နှိပ် column white ကိုကြည့်မယ် 5.14 ခုနအကုန်3ခုလုံး select ပေးခဲ့လို့သူညီနေရပါတော့မဟုတ်လို့မလို့ကိုကဟိုဒီလိုညီလုံးညီညဆိုဒီလိုလေးဆွဲရွှေ့ဆိုလို့ရှိရင်ဒီကြတယ်မညီဘလို့ပဲရွှေ့လက်ကတော့မတိကြမှာမဟုတ်ဘူးเนาะ
selection ပေးပြီးမှဒါလည်းကိုလိုချင်တဲ့3ခု column 3ခုဆို column 3ခုကို selection ပေးဒီမှာ row select ပေးချင်တယ်ဆိုလို့ရှိရင်လည်းဒီလို row ပေါ်မှာ mouse ကိုတင်မြားမဲလေးပေါ်လာရင် mouse လေးကိုဖိထား column နှစ်ခုကိုဇက်တိုက်ပေးချင်တာဆိုအောက်ကိုဆွဲသွားရတယ်ဥပမာ2 3 4 5 row နှစ်ခု row တွေပေါ့နော်2 3 4 5 6ဆို row တွေကို select ပေးချင် column ဒီ mouse လေးကိုဖိထားပြီးတော့ပဲဆွဲသွားလို့ရတယ်ပေါ့နော်ဒါနဲ့ selection ပေးတဲ့အပိုင်းပေါ့ဟုတ်ပြီဒီမှာဒီရက်ကိုပြန်ပြီးတော့ညှိလိုက်မယ် right click မှာ white ကို column white ကိုရိုက်ထည့်လို့ရတယ်ခုနလို 5 လို့ပဲထားလိုက်မယ်အခု5ဆိုရင်ဘယ်လိုညီမျှဒါဆိုရင်5တွေဖြစ်သွားပြီဒီ column 3ခုကအဲ့တော့ဟုတ်ပြီပထမ A column ရပြီ B column ရပြီ measurement အတွက် number အတွက်စီရပြီ measurement အတွက်ဒီ column 3ခုရပြီ okay ပြီးရင် deduction ထည့်မယ်ပေါ့နော် deduction ကဒီမှာလေသူ့ရဲ့ power ဒီမှာကြည့်လိုက်တစ်ချက် measurement ပြီးလို့ရင် deduction ပေါ့နော် deduction မထည့်ခြင်းလည်းဖြုတ်ခတ်လိုက်မယ်ဗျာဖြုတ်ခတ်လိုက်မယ်ဆို content ကိုမကြော်ပြီးတော့ဒီ column ပဲရေးလိုက်တော့အဲ့ဒါလို့ရှိရင် content ဆိုတဲ့ column လေးဆွဲပေါ့နော်အဲ့တော့ D ရပြီးလို့ရှိရင် G column တော့ content လို့ရေးမှာရတယ်ဒါတော့ကိုအဆင်ပြေလို့လေးချဲ့ထားလိုက်မယ်အဲ့တော့ဒီ column ရပြီဒါ content အတွက် G ရ content ပြီးလို့ရှိရင် total ပေါ့နော် total လာမယ် total ဆိုတစ်ခုချင်းစီရဲ့စုစုပေါင်းဆိုပြီးတော့လာမယ်ပြီးရင် unit လာမယ်နောက်တစ်နှစ်ကွက်ပဲကျန်ပေါ့နော်အဲ့တော့ဒီမှာ G က content ဒီနှစ်ကွက်ပဲကျန်တော့မှာ okay ဟုတ်ပြီဒီဥစ္စာကိုလည်းtotal of each ကို h မှာဟုတ်ပြီ h column မှာ i ကတော့ unit အတွက်ထားလိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီမှာမြင်းချောင်းကိုကြော်မသွားသေးဘူးကိုယ့်ရဲ့ဆွဲလိုက်တဲ့ဥစ္စာကိုက်တယ်ဥပမာတစ်ခုဒီဟာကကျယ်သွားရဆိုလို့ရှိရင်တော့သိကြတဲ့ i ဒီဘက်ကိုကြော်သွားမှာအဲ့လိုကြော်သွားလို့မရဘူးကြော်သွားလို့ရှိရင် server ထဲမှာပါမလာတော့ဘူးပြီးတော့ကိုဆွဲထားတဲ့ဖောင်းနဲ့လည်းမကိုက်ညီတော့ဘူးပေါ့နော်ဒီ server ထဲမှာအပြည့်မဝင်တော့ဘူးပေါ့ကွက်တိမဝင်တော့ဘူးနော် margin ပေးထားခဲ့အတွင်းကိုမဝင်တော့ဘူးဆိုတဲ့ပုံစံဖြစ်သွားမှာပေါ့အဲ့ကြလို့ရှိရင်အဆင်မပြေဘူးပေါ့နော် okay ဟုတ်ပြီအဲ့ဆိုရှင် found အတွက်ကိုကျွန်တော် column လေးကိုညှိပြီးသွားပြီ row တွေကတော့ညှိစရာမလို row တွေကတော့သူကဒီမှာဟိုစာလုံး site ကိုသူရေးထားဆိုလို့ရှိရင်ဒီမှာဆိုရင်ဒါ font ပေါ့နော် font ရဲ့ font size ကဒီမှာ73လို့ပေးထားတယ်ပုံမှန်တော့73လောက်ထားပြီးရေးကြတာပေါ့နော်ဆိုတော့ရုံနေပါဆိုလို့73လောက်ထားပြီးရေးကြတယ်စာလုံးလည်းအသင့်တင်မြင်အောင်ပြီးတော့ဟုတ်ပြီကျွန်တော်လည်းဒီမှာ font ကိုhome ထဲမှာ font ဆိုတဲ့နေရာမှာ73လောက်ကိုပေးထားလိုက်ပေါ့နော်73လို့မပေါ့စနစ်ဆိုတော့73လို့ရိုက်ထည့်လို့ရတယ် selection ပေးပြီးတော့73လို့ရိုက်ထည့်လိုက်အဲဒါဆိုရင်ဒီမှာစာလုံးတွေကတော့73ဖြစ်သွားမှာပေါ့နော် okay ဟုတ်ပြီအဲ့ဒီတော့ row ဒီမှာ row တွေကဒီမှာစာလုံးကိုရိုက်ကြည့်လိုက်မယ်ဗျာတေးလေးဆိုရင်ဒီဘောင်လေးကိုဝင်တယ်ဒီအကွက်ထဲကိုဝင်တယ်တကယ်လို့စာလုံး site ကကြီးနေရဆိုလို့ရှိရင်တော့ဝင်မှာမဟုတ်ဘူးဒါဆိုရှင်မကြီးသွားပြီသူကတော့ auto ချဲ့ပေးသွားတယ်ဒါပေမဲ့နောက်အကွက်တွေကျတော့ဒီအကွက်နဲ့မကြီးတော့အဲ့လိုမဖြစ်ရလေအောင်ကိုယ်တခါလဲစဉ်းစားထားပါတော့ကိုစာလုံး site ကဘယ်လောက်ထားမှလဲတခါလဲဒီမှာ73လို့ရိုက်ထည့်ခဲ့ပြီးရင်စမ်းရိုက်ကြည့်စမ်းပြီးရိုက်ကြည့်လိုက်ဒီအကြီးရင်ရောဒါဆိုလို့ရှိရင်ဒီ row ထဲမှာဒီစာဆန့်တယ်ပေါ့နော်ဒါကြီးဟိုဒီကျယ်မနေပေါ့နော်သူ့ရဲ့ပုံမှန် site တော့ဝင်လဲကျယ်သွားမရှိဘူးပေါ့နော်အဲဒါလို့ရှိရင်ဒီ row တွေကတော့ပြင်စရာမလိုဘူးပေါ့နော်ပြင်စရာမလိုဘူးပေါ့နော်ကိုပြင်နေတယ်ဆိုလို့ရှိရင်လည်းပြင်လို့ရတယ်ခုနလိုမြားမဲလေးပေါ်ဒီ row number တွေပေါ်တင် selection ပေးကိုကဘယ်လောက်ရေးချင်လဲဘယ်နှခုရေးချင်လဲဥပမာအကွက်တရားရေးချင်အောက်ကိုဆွဲချသွားဆွဲချသွားခြင်းမှာတရားရောက်တယ်ဆိုရင်တရားနာမှာရက်လိုက်ပေါ့နော်ရက်လိုက်ပြီးလို့ရှိရင်သူ့ကို row height ပေးမှာပေါ့နော်ဒီပုံမှာပဲပြန်ပြီးတော့ mouse လေးကိုတင်ကြက်တဲ့နဲ့တင်လို့ရတယ်တင်ပြီးလို့ရှိရင် right click နှိပ်ပြီးလို့ရှိရင်ဒီမှာ row height ဆိုလေးပါတယ်row height ထဲမှာကိုယ်ဘယ်လောက်ထားခြင်းလဲပေါ့နော်ထားခြင်းတဲ့မာနကိုဒီမှာရိုက်ထည့်လိုက်ပါတော့30ပေါ့ okay 30ဆိုကျင်းသွားတယ်30ကျင်းသွားဆိုရှင်20ပေါ့နော်20ဆန်းထားကြည့်တယ်ပဲ20ဆိုတင်မယ်ပေါ့နော် okay အဲ့ဒါဒီမှာကိုရေးတဲ့စာလုံးလေးလည်းဒီမျိုးညောင်းနဲ့ကိုက်သွားပြီပေါ့နော် okay အဲ့ဆိုတော့အကွက်ကတော့ကျွန်တော်တို့ချပြီးသွားပြီပေါ့နော်အကွက်ချပြီးသွားပြီဆိုတော့ကြတော့သူ့ပုံစံတိုင်းဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်သူက row နှစ်ခုကိုပေါင်းထားတာ
ဒီပေါ်ဆုံး row ကြီးကဒီ measurement နဲ့ဒီကောင်နဲ့ခွဲထားတာပါတဲ့အတွက် row 3ရယ် row 4ရယ်နှစ်ခုကိုဒီမှာဆိုရင် particular မှာ sequence တစ်ခွဲလေးဖြစ်အောင်ပေါင်းထားတယ်ဒီကောင် serial number ဆိုပေါင်းထားတယ်ဒီနောက်က detection နဲ့ quantity နဲ့မှာလည်းဒီ row နှစ်ခုကို sequence တစ်ခွဲလေးဖြစ်အောင်ပေါင်းတာပေါ့နော်တခါလေးပြောရမယ်ဆိုလို့ရှိရင်ဒီ Excel မှာကျတော့ဒီလိုမျိုးအကွက်ကလေးတွေကို cell လို့ခေါ်ပါတော့ CLN cell လို့ခေါ် sequence လို့ခေါ်တယ်ဒီကောင်ဆိုရင် column ABC ဆိုရင် column လို့သတ်မှတ်တာပေါ့နော်အထောင်လိုက် line တွေကို column လို့သတ်မှတ်တယ်ပြီးရင် value 3ကို row လို့သတ်မှတ်တယ် okay အဲ့ဒါဆိုလို့ရှိရင်selection ပေးတဲ့ပုံစံမျိုးပေါ့နော် selection ပေးတဲ့ပုံစံက column ကိုတစ်ခုလုံးအောက်ထိ selection ပေးနေတယ်ဆိုလို့ရှိရင် column ရဲ့နာမည် ABC ပေါ်မှာ mouse ကိုတင်လိုက်မြားမဲ့ပေါ်ရင် click တစ်ချက်လိုက်အဲ့လိုမဟုတ်ဘဲနဲ့ selection ပေးတာကထားပါတော့ row number 1 2 3 4 5 5ကွက်ပေါ့နော် B column နေ row number 1 2 3 4 5အဲ့ဆို B column 1 2 3 4 5 mouse plate ကိုဖိထားမလွတ်နဲ့အောင်ဆွဲလာခဲ့ဖိုက်ကိုရောက်ကြမှာလွတ်ဒါဆိုလို့ရှိရင် B column က10ကွက်5ကွက်ကို selection ပေးလိုက်တာပေါ့ဒါက10ကွက်ဒီကို select ပေးတာ10ကွက်တွေကိုဒီလိုတစ်ခုချင်းလိုက်ပေးလို့ရတယ်တစ်ခုချင်း selection လိုက်ပြီးပေးလို့လည်းရတယ်နှစ်ခုတွဲပေးချင်တယ်ဆိုလို့ရှိရင် mouse plate ကိုဖိထားပြီးတော့ဆွဲလို့လည်းရတယ်သုံးခုပေးချင်လည်းရတယ်လေးခုပေးချင်လည်းရတယ်အရှည်လိုက်အလျားလိုက်ပဲပေးပြီးဒေါင်းလိုက်ပဲပေးပြီးဒါ10အကွက်တွေကိုတစ်ဆက်တည်းရှိနေတဲ့10ကွက်တွေကိုပေးတာပေါ့နော်ဥပမာအဲ့လိုမဟုတ်လို့အကွက်ကြော်ပေးချင်တယ်ပေါ့နော်အကွက်ကြော်ပေးချင်တယ်ဆိုလို့ရှိရင်ဒီမှာ A ရှိရယ် B ရှိရယ် C ရှိရယ်ပေါ့နော်အဲ့အကွက်၃ကွက်ကိုပေးချင်တယ်ဂျားတွေကဒီကွက်တွေကို selection မပေးချင်ဘူးဆိုလို့ရှိရင်ကိုပေးချင်တဲ့အကွက်ကိုပထမ selection တစ်ချက်ပေးလိုက်ပြီးလို့ရှိရင်နောက်တဲ့အကွက်ကို control ကိုနှိပ်ပြီးတော့ selection တစ်ခုစီပေးလိုက်ပြီး click လို့ရတယ် control ကိုဖိထားပြီးတော့အဲဆိုရင်အကွက်ကြော်ပြီးတော့သူ selection ပေးသွားတာတစ်ဆက်တည်းဆိုလို့ရှိရင်တော့ mouse plate ကိုဖိပြီးတော့ဆွဲလာလို့ရတယ်အကွက်ကြော်ပေးချင်တော့အဲ့လိုပေါ့နော်ဒါ10ကွက်တွေကိုအကွက်ကြော်ပေးတဲ့ကိစ္စနဲ့တစ်ဆက်တည်းပေးတဲ့တစ်ဆက်တည်း selection ပေးတဲ့ကိစ္စပေါ့နော် okay နောက်တစ်ခုကျတော့ column လည်းလို့ပဲ column B ပြီးလို့ရှိရင် column D ကို select ပေးချင်တယ် B ကိုပေးချင်တယ် E ကိုပေးချင်တယ်H ကိုပေးချင်တယ်ပေါ့နော်အဲဆိုလို့ရှိရင်ကိုပေးချင်တဲ့ column ကိုပထမအရင် selection ပေးလိုက်ပြီးလို့ရှိရင်ကိုပေးချင်တဲ့နောက်ထပ်ဥစ္စာကိုပေးဖို့အတွက် control ဖိထားပြီးတော့ချိန်တဲ့ column ကို click ဒါဆိုလို့ရှိရင်ကြော်ပြီးတော့ပေးတာပေါ့နော် selection ပေးတာ selection ပေးမှ तू ကလုံးတာဒီမှာကျတော့ selection မပေးရင်မလုံးဘူးပေးဘူးเนาะကိုပြောင်းခြင်းနဲ့ပြင်ခြင်းနဲ့ဥစ္စာတွေကိုဆဲကွဲတို့ဒီ column လိုက်တို့ row အလိုက်တို့တစ်ဆက်တည်း serial လိုက်ပေးတာရယ် selection ပေးတာရယ် random ပေါ့เนาะကိုကြိုက်တဲ့ random column ဆို column row ဆို row random ပေးခြင်းနဲ့ဆိုလို့ရှိရင် control ကိုဖိထားပြီးပေးလို့ရတယ်ပေါ့เนาะအဲဒါဆို selection ပေးရတော့နားလည်မယ်ထင်ပါတယ်ဟုတ်ပြီအဲ့တော့တို့ကဖောင်လေးရသွားရဆိုလို့ရှိရင်ဒီမှာ row တွေကလည်းတို့ပြင်ပြီးသွားပြီပေါ့နော်20နဲ့ပေးထားတယ် right click နဲ့ row 5ကိုကြည့်လိုက်20ပေးထား okay အဲဆိုလို့ရှိရင်ဒီမှာရေးဖို့တော့က serial ပထမဆုံးကသူကအပေါ်ဆုံးမှာသူ job name ပေါ့နော် job name ပေါ့ဒီset query တွေကိုနာမည်ခေါ်တဲ့အခါမှာနာမည်ခေါ်တဲ့ဥစ္စာလေးတစ်ခုပြောပြမယ်နာမည်ခေါ်တာဘယ်လိုခေါ်လဲဆိုတော့ထားပါတော့ဒီ set query column A ရယ်1ရယ်ဆိုတဲ့ဒီကွက်ကိုဆိုလို့ရှိရင် A1 ဆိုပြီးတော့နာမည်ခေါ်တယ်A1 ဆိုပြီးနာမည်ခေါ်တယ်B နဲ့2နဲ့ဆိုတဲ့နေရာဒီ set query ဆိုလို့ရှိရင် B2 ပေါ့နော်အောက်3 row 3ရောက်သွားတယ် row 3နဲ့row 3နဲ့ column B နဲ့ဆိုတယ်ဆိုလို့ရှိရင်ဒါက B3 လို့ခေါ်တယ် column ကိုရင်ခေါ်ပြီးတော့row ကိုနောက်ကထားနံပါတ်ကိုနောက်ကထားပြီးခေါ်တာပေါ့နော်C3 ဆိုလို့ရှိရင်ဒီနေရာပေါ့ column C နဲ့ row number 3နဲ့ဆုံးတဲ့နေရာပေါ့နော်ဒါသူ့ရဲ့နာမည်လေးကိုအဲ့လိုခေါ်ပြီးတော့ဟိုတစ်ခါပြင်ရတာပေါ့နော်ဟိုဘက်set query တစ်ခုနဲ့တစ်ခု sheet တစ်ခုနဲ့တစ်ခုသူက sheet ကဘယ်လိုလဲဆိုကြတော့ဒီမှာအောက်မှာ sheet 1ရှိတယ်ထပ်ထုတ်လို့ရှိရင်ဒါ sheet 2ပေါ့နော်အဲ့တော့ပထမကွက်မှာရေးထားတဲ့ data တွေပေါ့နော်ကိုရေးထားတဲ့တွက်ထားတဲ့ data တွေကို sheet 2ကိုပြောင်းပြီးတော့ပို့ချင်တယ်ဆိုလို့ရှိရင်ဘယ်အကွက်ကိုကိုစားပြီးပို့ပန်လဲလို့ပါလို့ဆိုတာနောက်ပိုင်းကျလို့ရှိရင်ပါလာမှာဥပမာထားပါတော့
ဥမာတစ်ခုပြရမယ်ဒီမှာတမိုး100ရှိရထားပါတော့နော်1000ရှိရထားပါတော့ဒီမှာကဏ္ဍ1000ရေးထားတယ်ဟုတ်ပြီအဲ့ဒီကဏ္ဍ1000ကိုရှီ1မှာရေးထားတာရှီ2ကိုကူးကျင်တယ်ပေါ့နော်ရှီ2ကိုခေါ်ကျင်တယ်ပေါ့နော်ရှီ2ကိုခေါ်ကျင်တယ်ဆိုလို့ရှိရင်ဒီရှီ2ကိုတစ်ချက်နှိပ်ပြီးလို့ရှိရင်ကိုခေါ်ကျင်တဲ့ set ကိုထားပါတော့ဥမာဒီနေရာပဲထားပါတော့ C2 မှာပဲဒီရှေ့ကရှီ1ကတန်ဖိုးကိုခေါ်ထည့်ကျင်တယ်ဆိုလို့ရှိရင်ညီမြချင်းကိုအရင်ရေးလိုက်ပြီးရင်ရှီ1ကိုသွားလိုက်တို့ရဲ့ကဏ္ဍတွေကဓမ္မတော့တစ်ခုပဲရှိတယ်ပေါ့နော်အများကြီးရှိနေတယ်ဆိုလို့ရှိရင်ထားပါတော့ B2 အခုကိုရှာလို့လွယ်အောင်လို့ကိုက column နဲ့ row number ကိုအရင်ကြည့်လိုက်ဒါဆိုရင် B column ကိုအရင်ကြည့်လိုက်ဒါဆိုရင်2မှာရှိနေတယ်ဒါဆိုရင် B2 ကကို select ပေးအဲ့ဆိုဒီမှာ dotted line နဲ့ဆို selection ပေးသွားတယ်ပြလိုက်ပြီးရင် enter ခေါ်လိုက်တယ်ပေါ့နော်အဲ့ဆို sheet 2ရောက်သွားတယ် sheet 2ထဲမှာဒိုးထားခဲ့တဲ့ C2 ဆိုတဲ့ကိုထဲမှာ1000ဆိုတဲ့ကဏ္ဍရောက်လာအဲ့ဒါဘယ်ရောက်လာလဲကြည့်ရင်1000ကို click တစ်ချက်နှိပ်လိုက်အဲ့ဒီမှာသူ့ရဲ့ formula bar မှာကြည့်လို့ရတယ် formula bar မှာ sheet number 1ကတဲ့ B2 ဆိုပြီးတော့ရေးထားတယ် sheet number 1က B2 ရေးတာဆိုရင်ဒီကဏ္ဍက sheet number 1က B2 အကွက်က B ဆိုတာ column B နဲ့ row number 2နဲ့စုံတဲ့ဆဲခွက်ကတန်ဖိုးကိုယူထားတယ်ဆိုပြီးသိရတာပေါ့နော်အဲ့လိုမျိုး link ချိတ်တဲ့ကိစ္စတွေပါလာမှာ link ချိတ်ကိစ္စတွေပါလာတဲ့ခါကျလို့ရှိရင်ကိုကဆဲခွက်ကိုခေါ်တတ်မှာပေါ့နော်ခေါ်တတ်မှာဆိုတာသိရမှာပေါ့နော်C5 ဆိုရင်ဘယ်နေရာပေါ့ C10 ဆိုရင်ဘယ်နေရာI9 ဆိုရင်ဘယ်နေရာဒါမျိုးပေါ့ကိုခေါ်လိုက်တဲ့ကွက်ကိုမှတ်ထားပါဒီ column number နဲ့ row number နဲ့မှတ်ပြီးတော့အဲ့ဆဲခွက်ကိုတခြားတနေရာမှာ link ချိတ်ပြီးကူးခြင်းတယ်ဆိုလို့ရှိရင်ဥမာဒီဘက်မှာသူတွက်ထားတာဆိုရှိပြီဗျာသူကကျွန်တော်တွက်ထားပါသူတွက်ထားဆိုတော့ဒီမှာဒီလိုမှရှားမှမှာတွက်ထားတယ်သူဒီမှာ288 square feet လို့ပါတယ်288 square feet ကဘယ်ရောက်လာလဲပေါ့နော်သိချင်တယ်ဆိုလို့ရှိရင်ဒီ formula မှာကြည့်လိုက် equal to တဲ့သူက h6 ပေါ့နော်h6 ဆိုတော့ column number က h6 ဆိုတော့ကြတော့ row number က6 row number 6ကနေ column number h ဆိုလို့ရတယ်ဆိုဒီကွက်ပေါ့ဒီကွက်မှာအဲ့လိုရင်ရောင်လေးတော့ရောင်လေးနဲ့ပြထားတယ် h က column h6 ဆိုပြီးပြထားတယ်အဲ့တော့ဒီကွက်ကကဏ္ဍကဒီကွက်ကဥစ္စာကိုခေါ်ပြီးတော့ရေးထားတာပေါ့နော်ဘယ်လိုသိရလဲဆိုလို့ရှိရင်ဒီမှာကြည့်လို့ရှိရင်သိသွားတယ်ကလစ်နှိပ်ပြီးတော့ formula မှာသွားပြီးကြည့်လို့ရတယ်နောက်တစ်နည်းကြည့်လို့ရသေးတယ်ဒီ segment ကိုဒါပဲကလစ်နှိပ်လိုက်ပါတော့အဲ့ဆိုရင်သူကကဏ္ဍမပေါ်တော့သူ့ရဲ့ segment ကတည်နေရအောင်ဒီမှာလာပြတယ်အပြန်အောင်လေးနဲ့အဲ့ဆိုရင်ဒီကွက်ကိုသူ equal to ခေါ်ပြီးတော့ထည့်ထားတာပေါ့နော်အဲ့လိုမျိုးသိရမယ်ပေါ့နော်အဲ့ဒါ segment တွေကိုခေါ်ပြီးတော့ကို equal to ခေါ်တာပဲဖြစ်ပေါင်းခေါ်ပြီးတော့ပေါင်းကျင်တာပဲဖြစ်ဖြစ်အဲ့ဒီအချက်ကလေးတွေကိုကွက်သိထားမှအဆင်ပြေတာပေါ့နော်အခြေခံနေတဲ့ဒီ column number row number ကိုခေါ်တတ်တဲ့အကျဉ်းလေးတော့ရအောင်လုပ်ထားပါတော့ခက်ပါဘူး column ကရှေ့က ABC နဲ့သတ်မှတ်ထားတယ် row number က1 2 3နဲ့သတ်မှတ်ထားတယ်သူကဒါကိုသတ်မှတ်ထားခြင်းအပြင်သူ့ရဲ့ set code ကိုအတိအကျနေရာအတိအကျပေါ်ပြလို့ရအောင်သူကဒီကောင်းလို့နာမည်ပေးထားတဲ့သဘောပေါ့ column ဆိုရင် ABC row ဆိုရင်1 2 3လို့သူကပေးထားတဲ့သဘောပေါ့နော်အဲ့တော့ဟုတ်ပြီဆိုတော့ကြတော့နောက်တစ်ခုကဆဲခွက်တွေကိုတဲ့ပေါင်းကျင်တာပေါ့နော်ပေါင်းကျင်တာအခုကျွန်တော်တို့ဆွဲထားတဲ့ဥစ္စာက A4 မှာဆွဲထားတာဆိုတော့ဟုတ်တယ်လိုက်ပြအဲ့ဒါပေါ်လာအဲ့တော့ A4 ထဲမှာဆွဲထားတယ်ဆိုကြတော့ဆဲခွက်ကိုသူကပေါင်းထားတာဒီမှာဆိုလို့ရှိရင်ပတ်ဟောက်ပေါ့နော်ပတ်ဟောက်ဆိုလို့ရှိရင် column number A ကနေဒီ column number row number 1ပေါ့နော် row number 1ဒီအကုန်လုံးဒီ line လေးတွေမပါတော့ဘူးပြက်သွားတယ်ဒီလိုတစ်ကြောင်းလေးဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင် column number တွေ column A B C D E F G J T ပေါ့နော်ဒီ J T ကိုအကုန်လုံးကိုသူကဒီ1ဆိုပြီး set ကွက်တစ်ကွက်တည်းဖြစ်အောင်လုပ်ထားတယ်ပေါ့နော်set ကွက်တစ်ကွက်တည်းဖြစ်အောင်လုပ်တယ်ဆိုလို့ရှိရင်သူက mark set လုပ်တယ်ပေါ့နော် mark လုပ်တယ်ဆိုတော့ပေါ့ MERG mark ဆိုပြီးတော့သူ့ကိုဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒီမှာ mark ဆိုတဲ့ဟောလေးပါတယ် align ထဲမှာအဲဒါကြောင့် mark ဆိုတဲ့ဒီ data လေးပါတယ်အဲဒါ selection ပေးလိုက်ရင် mark ပေါ်နေရပါ
နော် segway တကွက်ချင်းပေးလို့ဆိုတော့ဒီ mask လောက်တာမဟုတ်ပေါင်းထားတာမဟုတ်ဘူးလို့ရှိရင်ဒီ mask ကမှိန်နေမယ်ပေါ့နော် okay ဒီတိုင်းပဲနေမယ်ပေါ့နော်သူပေါင်းထားတဲ့ကွက်ဆိုတော့ဒီမှာသူကရောင်လေးနဲ့ပြတယ်ပေါ့နော် okay အဲ့တော့အဲ့လိုမျိုးပေါင်းရင်ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင် selection ပေးရတယ်ဆိုတာအဓိကကြာခုနကကျွန်တော်ပြောတဲ့ segway တွေကို selection ပေးတာဥပမာကိုကတကွက်သေးကိုဆိုရင်နှစ်ကွက်ပေါင်းကြည့်တယ်ပေါ့နော်segway A1 ရယ် B1 ရယ် A1 ရယ် B1 ရယ်နှစ်ခုပေါင်းကြည့်တယ်ဆိုလို့ရှိရင်နှစ်ခုလုံးကို select ပေးခုနပေးတဲ့ပြောခဲ့ပြီးသားနော် selection ပေးတာပေါ့အဲ့တော့နှစ်ခုလုံး select ပေးပြီးလို့ရှိရင် home ဆိုတဲ့ tab ထဲမှာalign ဆိုတဲ့ထဲမှာ mark center ရှိတယ် mark center ရှိတယ်mark center ကိုတစ်ချက် click လိုက်လို့ဆိုလို့ရှိရင်သူကဒီနှစ်ကွက်ကို segway နှစ်ကွက်ကိုတစ်ကွက်တည်းဖြစ်အောင်ပေါင်းသွားတာပေါ့နော် okay ဟုတ်ပြီကိုကနှစ်ကွက်တည်းမဟုတ်ဘူးဒီနောက်ထိအကုန်လုံး IT ပေါင်းနေတာကျွန်တော်တို့ကဆိုလို့ရှိရင်လည်းရတယ် IT ကို selection ရအောင်ပေး mark ကလေးကိုပြီးထားပြီးတော့ selection ရအောင်ပေးပြီးလို့ရှိရင် mark and center ကိုတစ်ချက်လိုက်အဲ့မှာပထမတော့ဒါလုတ်ခဲ့တာဖြစ်တယ်လို့သူကပြန်ပြီးတော့ mark and center ပြန်ပြီးတော့ဒီကောင်ပေါင်းပေါ်မှာဖြစ်သွားတယ်ပြန်ပြီးသွားရပါတော့selection ရတော့ပြောင်းမသွားဘူးအဲ့ချိန်မှာ mark and center ကိုနောက်တစ်ခါတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာ A ကနေပြီးတော့မှ IT ဒီ column တွေကို row number တစ်ခုရဲ့1မှာ segway တစ်ကွက်တည်းဖြစ်အောင်ပေါင်းသွားရပါတော့ segway တစ်ကွက်တည်းဖြစ်ပေါင်းသွားတယ် okay အလားတူပဲဒီအောက်ကနောက်ထပ် row မှာလည်းပေါင်းရင်အဲ့လိုပဲ select ပြီးလို့ရှိရင် mark and center ကိုနှိပ်ဒါဆိုလို့ရှိရင်ဒီမှာ segway ကိုပေါင်းပေးသွားပြီပေါ့နော်အဲ့ဒီအတိုင်းပဲသူကထားပါတော့ဒီမှာ serial number ဆိုတစ်ချက်ပြန်ကြည့်မယ် serial number ဆို SR number လည်းမှာရေးထားတယ် row number 3ရယ်4ရယ်ဒီ row number နှစ်ခုကိုဒီမှာ segway တစ်ခွက်တည်းဖြစ်အောင်ဒီ column မှာဒီလိုပြန်ပေါင်းထားတယ်အဲ့လိုလည်းရတယ်အဲ့လိုပေါင်းနေတယ်ဆိုလို့ရှိရင်ကိုပေါင်းနေတဲ့အကွက်နှစ်ကွက်ကိုအလျားလိုက်ဖြစ်တော့တော့ down လိုက်ဖြစ်တော့တော့ဒီ column row နဲ့တက်တယ်ပဲဖြစ်ဖြစ်column line တိုင်းပဲတက်တယ်ပဲဖြစ်ဖြစ်ကိုပေးခြင်းနဲ့ကို selection ပေးခြင်းနဲ့ကိုပေါင်းခြင်းတဲ့အကွက်ပေါ့နော်ကိုပေါင်းခြင်းတဲ့ segway ကိုနှစ်ကွက်သုံးဖို့3ကွက်4ကွက် select ပေးလို့ရတယ်ပေါ့နော်ဖိထားပြီးတော့လိုချင်တဲ့အကွက်ရောက်ပြီဆိုလို့ရှိရင် click ကိုလွတ်လိုက်လို့ဆိုရင် selection ဝင်သွား selection ဝင်သွားလို့ရှိရင် mark လုပ်ရှင်တယ်ဒီမှာ mark ကိုနှိပ်လိုက်ပေါ့နော်အဲဆိုရင်ဒီမှာတစ်ခွက်တည်းပေါင်းသွားပြီပေါ့နော်အဲလိုမျိုးပေါ့နော် okay ဟုတ်ပြီ particular မှာလည်းတစ်ခွက်တည်းဖြစ်အောင်ပေါင်းမယ်ပေါ့နော်only ဒီမှာကတော့ရှိနေမဲ့1မှာလောက်အောင်ပါတကယ်လည်းမှားသွားနော် sorry အဲ့တော့ A ကနေပြီးတော့မှ IT select ပြီး mark and center လို့ဒါဆိုရင်တစ်ခွက်တည်းပေါင်းသွားပြီ A ကနေပြီး IT select ပြီး mark and center လို့ဒါဆိုရင်တစ်ခွက်တည်းပေါင်းသွားပြီအဲဒီမှာ serial number ရေးဖို့အတွက် row number 3ရယ်4ရယ်နှစ်ခုကို column A row number 3နဲ့4နဲ့ဒီမှာနှစ်ခုကို select ပြီးsegway နှစ်ခု select ပြီးတော့ mark and center လုပ်ရပေါ့နော် okay particular အတွက်လည်း B 3နဲ့4နဲ့မှာ select ပြီး mark and center လုပ်ဒီမှာ C ကိုလည်း3နဲ့4နဲ့နှစ်ခု select ပြီး mark and center လုပ်အဲ့ဒါတနည်းပေါ့နော်နောက်တနည်းရကြတော့ထားပါတော့ဒီနောက်ကအဲ့လိုမျိုးတစ်ခွက်ချင်းစီလိုက်လို့ကြားရတယ်ဘယ်လိုလုပ်မလဲအဲ့ G မှာလည်းကျွန်တော် contact ထည့်ပါမယ်နော် contact ထည့်မယ်ဆိုလို့ရှိရင်ဒီမှာ contact ဆိုတဲ့ဥစ္စာကိုထည့်ရမယ်contact ဆိုတော့ထည့်မယ်ဆိုလို့ရှိရင်ဒီကိုဒီမှာ select ပေးလိုက်တဲ့နှစ်ခွက် mark and center လုပ်တယ်ဒါပေမဲ့နောက်ကဒီ column နှစ်ခုမှာလည်းဒီလိုနှစ်ခွက်ကိုပေါင်းပေးရမှာလေကြီးအဲ့ဆိုလို့ရှိရင်ဒီခွက်ကို select ပေးပြီးတော့ဒီအောက်တောင်လေးမှာ rectangular လေးအသေးလေးပါတယ်အဲ့ကောင်လေးပေါ် mouse ကိုတင်လိုက်လို့ဒီမှာပြား crossing လေးပေါ်လာပြီပေါ့နော် crossing ပုံစံလေးပေါ်လာပြီcrossing ပုံစံပေါ်လာလို့ရှိရင် mouse click ကိုဖိထားပြီးတော့ဒီဘက်ကိုဆွဲယူလို့ရတယ်အခုလိုချင်တဲ့အကွက်တွေကိုဆွဲယူလိုက်အဲ့လိုရှင်အဲ့တော့ပေါင်းပေးသွားတယ်ဒီကွက်နဲ့ဆင်တူသူကပွားပေးသွားတာပေါ့ဒီကွက်နဲ့ဆင်တူနောက်ထပ်ကွက်တွေကိုလည်းအဲ့လိုပွားပေးသွားတယ်ကိုကနောက်ထပ်ကွက်တွေထည့်လို့ရှင်ဒီလိုဆွဲချလိုက်ပြီးကြော်သွားလိုက်ရပြန်လာမရှိဘူးဒီကနေဒီပြီးရအဲဒီဒီပြီးမယ်say side decide okay so ရနေပြီးတော့mark and center လုပ်မယ်ပြီးရင်ဒီလိုဆွဲသွားမယ်okay ပြီးလို့ရပါတော့မပေးချင်ရင် control ရဲ့ second နှိပ်လိုက်အဲ့လိုပြီးပြန်ပြီးတော့ဒီပုံမှန်တိုင်းပြန်ပြပါမယ် okay အဲ့ဆိုရင်စာရေးဝေးချင်တယ်ပေါ့နော်အဲ့ဒီမှာ SR number
SR SR number ဒီက particular number အဲဒီမှာ sequence ပေါင်းမှာဒီကောင်မဒီကောင်ကဘယ်မှာလဲဆိုတော့ measurement ရေးရမှာ measurement ဆိုလို့ရှိရင်ဒီမှာသူက3ခွက်ကိုတစ်ခွက်ပေါင်းထားတယ်ဒီအောက်ကခွက်တွေကတော့မပေါင်းထားဘူးပေါ့နော်အဲ့လိုပုံစံလေးလုပ်မယ်အဲ့ဆိုရင်ဒီ3ခွက်ကိုခုနက selection page mark and center လုပ်လိုက်ဒါဆိုလို့ရှိရင် measurement ဆိုတဲ့အစားရေးရသွားပြီအောက်မှာ LBH 3ခွက်ရပြီ okay အဲ့ဆို measurementပြီးရင်ဒီအောက်က L ကိုတော့ဘာနဲ့တတ်မှတ်မလဲ length ကိုဖိနဲ့ပဲတတ်မှတ်မယ် okay ပြန်လာမယ်တော့ B ပေါ့နော် B လည်းဖိနဲ့ပဲတတ်မှတ်မယ်နောက်တစ်ခုကじゃ CM ပေါ့ LBH H ကိုလည်းဖိနဲ့ပဲတတ်မှတ်မယ် okay ဒီမှာ contact contact ပြီးရင် total totals of H unit ပေါ့နော် 90အဲ့ဆိုရင်ဒီပုံစံလေးရလာပြီပေါ့နော် okay စာလုံးလေးတွေကိုပုံစံပြောင်းရင်လည်းဆိုလို့ရှိရင်ဒီ font ဆိုတဲ့ group ထဲမှာရှိတယ် home တက်ထဲက font ဆိုတဲ့ group ထဲမှာရှိတယ်ပေါ့နော်အဲ့ဒါလို့ရှိရင်ဒီကွက်ကို selection ပေးတာ SR number selection နောက်ထပ်ဟာတွေအကုန်လုံးလည်းဒီပေးရင်ဖိပြီးတော့ mouse click ကိုဖိပြီးတော့ဆွဲသွားရောက်ကိုလိုတဲ့နေရာရောက်ရင် mouse click ကိုလွတ်ဒီမှာ B ဆိုတာကျတော့ဘူးပေါ့နော်စလုံးမဲတာပေါ့စလုံးမဲသွားပြီစာလုံးသေးတယ်17 size ဆိုလို့ရှိရင်ကြီးပဲပေါ့နော်အဲဆိုလို့ရှိရင်ဒီစာလုံး size ကို73ဒါလည်းကြီးသွားပြီပေါ့နော် okay ပြီးရင်ဒီမှာစာလုံးကိုဒီမှာတော့အောက်ကျတယ်ဒီခွက်နဲ့ဆိုလို့ရှိရင်စာလုံးအောက်ကျတယ်ပေါ့နော်အဲစာလုံးတွေအကုန်လုံးကိုအလဲစံတာကိုပို့ကျင်တယ်အပေါ်ကိုပို့ကျင်တယ်ဆိုလို့ရှိရင်ဒီမှာ align ထဲမှာဒီမှာပုံစံလေး6မျိုးပါ6မျိုးပါနော်ဒီကောင်ကစာလုံးဘယ်ဘက်အကက်ရေးရဒီကောင်ကြတော့စံတာထားပြီးရအကွက်ဒီဆက်ကွက်ကစံတာကိုထားပြီးရဒီကွက်ကိုပြပြပြီနော်ဒီကွက်မှာ particular ကွက်မှာဆိုလို့ရှိရင်သူကစံတာအောင်မှအောက်ဘက်ကိုကြာတယ် border ရောက်နေပေါ့နော်အဲဆိုရင်သူကစံတာ border ရောက်နေအလဲဖြစ်ရင်ဒီမှာ make ကိုယူရအဲဆိုရင်ဒီကောင်ကအပေါ်တက်သွားပြီးတော့ top ကိုယူရင်ဒီမှာအပေါ်ရောက်သွားသူကဘာလို့ middle ကနေပြီးတော့မှအပေါ်ရဲ့အောက်အပေါ်ရဲ့ middle ရဲ့ border ဆိုဒီမှာ3ခုအထက်အောက်ဒီ segment မှာခွဲလို့ရတယ်ပြီးတော့ဒီမှာညာဘက်အကက်ပေါ့နော်ဘယ်ဘက်အကက်ပေါ့နော်ဘယ်ဘက်အကက်ဆိုလို့ရှိရင်ဘယ်ဘက်အကက်ကိုအပေါ်ရဲ့အလယ်ရဲ့အောက်ရဲ့3ခုရမယ်အပေါ်လယ်အောက်ရဲ့3ခုရမယ်အဲ့လိုပဲဒီဘက် right ညာဘက်အကက်ဆိုလို့ရှိရင်လည်းညာဘက်ကနေပြီးတော့မှအောက်ရဲ့အလယ်ရဲ့အပေါ်ရဲ့3ခုခွဲလို့ရတယ်အဲ့တော့ကိုကစန်တာမှာထားမှာဆိုလို့ရှိရင်ဒီကောင်ကလည်းစန်တာမှာဒီကောင်လည်းစန်တာမှာအဲ့ဆိုရင် segment ကအလယ်တက်တက်ရောက်သွားပါတော့အဲ့တော့အခွက်တွေအကုန်လုံးအဲ့တိုင်းပဲထားခြင်းတယ်ဆိုလို့ရှိရင်အကုန်လုံးကို selection ပေးပြီးကညမှာဒီမှာတော့ make ရောက်နေပြီဒီကောင်ဆိုလို့ရှိရင် make ကိုထားလိုက်အဲ့ဆိုလို့ရှိရင်စလုံးတွေအကုန်လုံးကညှိသွားပြီပေါ့နော် okay စလုံးတွေအကုန်ညှိသွားတဲ့အချိန်မှာ SR number ဆိုတာရှိတယ်ဒီအကွက်နဲ့မဆန့်အကွက်ချက်လိုက်လို့ရှိရင်လည်းဒီဘက်ကိုကြော်သွားမှာအနေမှာတော့ချက်လို့ရတယ်ဒါပေမဲ့ကြော်သွားမှာဆိုလို့ပေါ့နော်ဒီကောင်ကတော့ချက်လိုက်လို့နည်းနည်းအဲဆိုရင်ဒါစာလုံးပေါ်လာပြီ okay ဒီမှာ total of age လို့ရှိရင်စာလုံးနဲ့မပေါ်တော့ဘူးပေါ့နော်ဒီလိုမပေါ်တော့ဘူးဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ web tab လုပ်ပြရတယ် web tab ဆိုတာကျတော့ဒီကောင်လေးပေါ့နော်WIP web tab ဆိုတာရှိတယ်အဲဒီ web tab ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူစာလုံးကိုညှိပြီးသွားမှာဘောအောက်ကိုညှိပြီးသွားမှာokay အဲ့ဆိုလို့ရှိရင်အကုန်လုံးကိုမြင်ရတယ်ပေါ့နော်အဲ့လိုစာသားကိုမမြင်အောင်ဆိုရှင် web tab လုပ်လို့ရတယ်ပေါ့နော်စာကြောင်းကရှည်နေတာဟုတ်ကအကွက်ထက်ပိုပြီးတော့စာကြောင်းရှည်နေတာဖြစ်တဲ့အတွက်ဒီအကွက်ထဲမှာဝင်အောင် web tab လုပ်လို့ရတာပေါ့နော်အဲ့ဆိုလို့ရှိရင်အကုန်လုံးကိုမြင်ရပြီပေါ့နော်ဒီ save ထဲမှာအဲ့ဆိုလို့ရှိရင်ဒီကောင်လေးကိုဘောင်ခတ်မယ်ပေါ့နော်ဘောင်ခတ်မယ်သူ့လိုပဲ line လေးတွေဘောင်ခတ်တဲ့အကြောင်းပြောရမယ်ဘောင်ခတ်မယ်ဆိုလို့ရှိရင်သူကဒီမှာline နေနေပဲအကုန်ဘောင်ခတ်ထားတယ်ပေါ့နော်line type ကသူကတစ်ချောင်းလေးပေါ့နော်
ဖြတ်ထားတဲ့ dotted line တွေပါတယ်မပါဘူး okay ဟုတ်ပြီအဲ့ဆိုအဲ့ပုံစံအတိုင်းကိုဘောင်ခတ်မယ်ဘောင်ခတ်မယ်ဆိုလို့ရှိရင်ဒီမှာဘောင်ဟိုရှိတယ် bottom boundar ဆိုရှိတယ်အဲ့ boundar ဆိုရှိရင် boundar ဆိုတာကဘောင်ခတ်တာပေါ့နော်အဲ့ဘောင်ခတ်မယ်ဆိုလို့ရှိရင်ဒီမြားလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ boundar တွေအများကြီးပါတယ်ကိုကဒီမှာဘယ်လိုပုံစံဘောင်ခတ်ချင်တာလဲ bottom boundar ပဲသုံးမလား top boundar ပဲသုံးမလား left boundar သုံးမလား right boundar သုံးမလားသူက border ဆိုအောက်မှာမြင်းချောင်းတစ်ချောင်းပဲပါမယ် top ဆိုလို့ရှိရင်အပေါ်မှာမြင်းချောင်းတစ်ချောင်းပဲပိတ်ပြီးမယ်အဲ့လိုဘောင်ခတ်မယ်ပေါ့နော်အဲ့လိုတစ်ချောင်းစီလိုပဲနဲ့အကုန်လုံးခတ်ချင်တာဆိုလို့ရှိရင် all boundar လို့ပါမယ်ပြီးတော့ outside boundar အပြင်ဘက်လည်းပဲဘောင်ခတ်ချင်တာဆို outside boundar ပါမယ်အဲ့ဒါမျိုးပေါ့နော်နှစ်ချောင်းခတ်ချင်တာတို့ဘာလို့ဒါပဲ boundar တို့ဘာလို့ပါတယ်ဒါတော့ကိုစိတ်ကြိုက်ရွေးပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒီ boundar ထဲမှာအဲ့တော့ boundar ကိုသုံးကြည့်ရအောင်ဒီကနေကိုလိုချင်တဲ့အကွက်ကိုဘောင်ခတ်ချင်တဲ့အကွက်ကိုနော်ကိုဘောင်နာလုပ်ချင်တဲ့ဘောင်ခတ်ချင်တဲ့အကွက်ကိုဘောင်နာသုံးပြီးတော့ဘောင်ခတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကနေပြီးတော့မှထားပါတော့စာရွက်တစ်ရွက်စာလောက်ကို selection ပေးလိုက်မယ်ဆိုရင်ဒီကနေထိတ်ကနေပြီးတော့မှ click ပေးလိုက်ပါတော့အပေါ်ကတစ်ခွက်ကတော့မပါဘူးနော်သူရဲ့ဟို web name နဲ့ဟိုအနေပဲပါမှာဟုတ်ဒီမှာစာရွက်ဆုံးသွားနေမှာလေ dotted line လေးပါတယ်အဲ့ဆိုဒီ down နေရာဒီရအောင် mouse click ကိုဖိတာပြီးတော့ဒီစာရွက်ဆုံးသွားနေမှာ mouse click ကိုချလိုက်ပဲပေါ့နော်ပြီးရရှင် mouse click ကိုလွတ်လိုက်ပေါ့အဲ့ဒါ selection က service တစ်စာပေးထားတာပေါ့နော်ကျွန်တော်တို့ selection ပေးလိုက်တာဒီ service တွေကိုဘောင်ခတ်မယ်ပေါ့နော်ဒီကြားထဲက line တွေရောဒီအပေါ်ဆုံးထိပ်ဖျားကဘောင် line တွေရောအကုန်လုံးကိုဘောင်ခတ်လိုက်မယ်အဲ့ဆိုရင် selection တော့ပေးအရင်ပေးရမယ်နော် selection အရင်ပေးမယ်ပြီးလို့ရှိရင်ခုနက boundar ဆိုတဲ့ဒီဖောင်းတွေက boundar ဆိုတဲ့အချိန်မှာမြားလေးကိုနှိပ်လိုက်ပါတော့မြားလေးနှိပ်ပြီးလို့ရှိရင်အကုန်လုံးကိုဒီမှာဘောင်တွေကိုလိုက်ခတ်မှာဖြစ်တဲ့အတွက် all boundar ပဲယူရပေါ့နော်ခုနကလိုမျိုးဒါပဲ boundar တွေပါရွေးလို့ရတယ်ကိုဘယ်လိုပေးချင်လဲပေါ့နော်အခုကတော့ the line စီပဲအကုန်အပြည့်ခတ်မှာဖြစ်တဲ့အတွက် all boundar ကိုရွေးလိုက်ပါဒါဆိုလို့ရှိရင်ဘောင်လေးတွေအကုန်လုံးကိုညောင်းလေးတွေတားပြီးဘောင်လေးခတ်ပြီးသွားပြီဘောင်ဘာလို့ခတ်ရတာလဲဆိုလို့ရှိရတော့ဟိုဒီထဲမှာဒါဒီကစိတ်ွက်တွေကိုဒီမှာပြထားပြီမဲ့တကယ် print ထုတ်တဲ့ခါကျတော့အဲ့ဒီ line တွေကမပါဘူးဘောင်ခတ်မထားဘောင်ခတ်မပေးလို့ရှိရင်ဘောင်တာကိုသုံးပြီးတော့ဘောင်မခတ်ဘူးဆိုလို့ရှိရင်သူကအဲ့ဒီ line တွေကအိတ်စဲမှာက print ထုတ်ရင်မပါဘူး print ထုတ်ရင်မပါဘူးအဲ့တော့ကိုကဘောင်ခတ်ပေးရတာပေါ့နော်ဘောင်တာကိုဘောင်ခတ်ရတဲ့အကြောင်းရင်းကတော့ဟိုကိုရဲ့အိတ်စဲဖိုင်ပုံစံလေးပေါ်အောင်လို့ဒီ line တွေပါအောင်လို့တခါလေးပေါင်းခတ်ပေးရတယ်ပေါ့ဥပမာကျွန်တော်ပြရမယ်ဥပမာထားပါတော့ဒီ roll number 5ကနေထားပါတော့15လောက်ထိကျွန်တော်ပေါင်းခတ်တော့ဟိုကနေ low boundar လို့ရွေးလိုက်ရတယ် low boundar ရွေးရဆိုလို့ရှိရင်ကျွန်တော်ခုန selection ပေးခဲ့တဲ့ဒီ column တွေအကုန်လုံးက column တွေ row တွေဒီ segment တွေအကုန်လုံးကပေါင်းမခတ်တာဒါပေမဲ့အောက်မှာတစ်ဝက်တစ်ပြက်ကတော့ဒါပေါင်းခုနခတ်ထားတာပါတယ်ပေါ့နော် okay အဲ့ print ထုတ်တဲ့နေရာကိုချက်သွားကြည့်အောင် control ရဲ့ P ရဲ့ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် print ကိုရောက်သွားပြီပေါ့နော်အဲ့ဆိုရင်ဒီနေရာမှာပြည့်ကြံနေတယ်ခုနကကျွန်တော်တို့ဒီနားမှာဖြတ်ခဲ့လိုက်တဲ့စက်ွက်တွေကိုဘောင်ခတ်ထားတာတွေကိုဖြောက်ခဲ့လိုက်တယ်ဆိုလို့ရှိရင်ဒီ print ထုတ်တဲ့အထဲမှာ file ထဲက print ဆိုတဲ့နေရာမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ preview ကြည့်တဲ့နေရာမှာဆိုလို့ရှိရင်ဒီနေရာမှာမရှိတော့ဘောင်တွေမရှိတော့အဲ့ဆိုရင်အဆင်မပြေဘူးပေါ့နော်ဘောင်လေးတွေပါစေချင်တာဖြစ်တဲ့အတွက်ဘောင်ခတ်ပေးရတာပေါ့နော်အဲ့ဆိုရင်တဲ့ဖောင်လေးဒီမရှာမဲ့ဖောင်လေးကိုနားလည်မယ်လို့ထင်ပါတယ်ဟောထားပါဒီမှာတော့ဟိုဟာပေါ့ဒါက top name ပေါ့နော်one name ပါမယ်အောက်ကကြတော့ဒါဒီမရှာမဲ့ပေါ့နော်measurement measurement okay ဒါဆိုဒီ measurement file လေးပြရပါတော့ okay ဟောလေဘိုးတယ်လိုက်ပဲဒီကောင်လည်းဘိုးတယ်လိုက်ပဲပေါ့နော် web plane ကတော့ဘယ်ဘက်ကိုကတ်ထားမယ်ဆိုတော့ဒီဘက်က align ကြီးနေမှာ align left ကိုသုံးလိုက်မယ်ဒီကောင်ကတော့ center မှာပဲထားလိုက်မယ်ပေါ့နော် segwit ကို
ဒီလိုတစ်ခုတည်းဖြစ်အောင်လုပ်ရတဲ့အကြောင်းရင်းကစာလုံးကိုထားခြင်းတဲ့နေရာထားလို့ရဖို့အတွက်လုပ်တာပေါ့နော်နည်းနည်းကျင်းနေရင်ဒီကောင်ဒီမှာဆွဲပြီးချဲလို့ရတယ်တော့ဆွဲပြီးချဲလို့ရတယ်โอเคသတိထားမှာတခုပြောမယ်ဒီကောင်လေးကိုရိုးတွေကိုချဲ့တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကထားပါတော့ကောလန်ချဲ့ကျင်တယ်ဆိုရင်ဒီကောလန် A ကိုချဲ့ကျင်တယ်ချုပ်နေတယ်ဆိုလို့ရှိရင်ကောလန် A ရဲ့ဒီနောက်က B နဲ့ကြားကဒီမှာ line လေးရှိတယ်လေဒီ line လေးကိုနောက်ကလေးကိုဖိထားပြီးတော့ပဲချုပ်ချဲ့လုပ်မယ်ဆိုလို့ရှိရင် A အကွက်ကပဲသူကကျင်းကျယ်ဖြစ်လာတာ A အကွက်ကပဲကျင်းကျယ်ဖြစ်လာတာB ရဲ့ဒီနောက်က line ကိုကျင်းကျယ်လုပ်မယ်ဆိုလို့ရှိရင် B အကွက်ပဲကျင်းကျယ်ဖြစ်လာတာရှေ့က line ကိုသွားလို့ရှိရင် B ကမကျယ် A ပဲကျယ်လာပါနော်row မှာကြတော့သူကထားပါနံပါတ်1ကွက်ဆိုလို့ရှိရင်သူ့ရဲ့အောက်က line ဒီ line ဒီ line ကိုဖိပြီးတော့ချဲ့မှဒီ row number 1ကကျယ်လာတော့เนาะမဟုတ်လို့ရှိရင်တော့2ဆိုလို့ရှိရင်လည်း2ရဲ့အပေါ်ကဒီ line ကိုသွားချဲ့လို့2ကမကျယ်လာ1ပဲကျယ်လာမှာပေါ့เนาะအဲ့ဒီသတိထားမယ် number ရဲ့သူကအောက်က line ဒီမှာ ABC ရဆိုရင် ABC ရဲ့နောက်က line ကိုချုပ်ချယ်လုပ်မှသာလေသူကအချင်းကျယ်ကိုလိုညှိလို့ရမှာပေါ့เนาะအဲ့ဒီနောက်က line ကိုပဲယူရမှာပေါ့เนาะ column မှာဆိုလို့ရှိရင် row မှာဆိုလို့ရှိရင်အောက်က line ပေါ့ဥပမာတစ်ခါကျတော့ကိုယ်သတိမိတ်တတ်တယ်ဟို10 row နံပါတ်10နဲ့9နဲ့ကြာမှာအော်9ဘွက်ကို9ဆိုရဒီ row ကိုချဲ့ချင်တာအဲ့ဒါကိုဒီမှာဟိုကအောက်ကရှစ်ကဒီ line ကိုသွားပြီးယူပြီးတော့ချဲ့မိတာမျိုးဖြစ်တတ်တယ်အဲ့ဆိုရင်ရှစ်ဆိုဒီ8ကဟိုပါပဲ row ကြီးကပဲကျဲတာပေါ့နော်ကိုချဲ့ချင်တာ9ဆိုကြတော့9ရဲ့အောက်ကဒီ row line ကိုဆွဲချက်မှဒီ9 row က row line ကကျဲလာမှာပေါ့နော် okay မဟုတ်လို့ရှိရင်တော့မှားနေမှာပေါ့နော်အဲ့ဒီတခုတတိပြောတာအချုပ်အချက်လုပ်တဲ့ circuit တွေကိုrow တွေ column တွေကိုအချုပ်အချက်လုပ်တဲ့အခါမှာသူ့ရဲ့ column ရဲ့နောက်က line ရှိတယ်အဲ့ကောင်လည်းချုပ်ချက်လုပ်ရမယ် column တွေကိုချဲ့ချင် row number ကိုဒီကိုချဲ့ချင်လို့ရှိရင် row number ကအောက်က line တွေပဲချုပ်ချက်လုပ်ရမယ်ပေါ့နော်အဲ့ဒီတတိထားရမယ်အဲ့ဆိုရင်တော့ဖောင်းပုံစံတော့ဒီလောက်ဆိုတော့ဆွဲတတ်မယ်ထင်ပါတယ်အိမ်ထဲမှာတော့ဒီပထမအရေးကြီးတာစာရွက်ရွေးမယ်စာရွက်ရွေးမယ်ပြီးလဲမှာစာရွက်ရွေးမယ်ပထမချက်စာရွက်ရွေးပြီးလို့ရှိရင် orientation ရွေးမယ်ထောင်ရွေးမှလားလဲရွေးမှလားရွေးမယ်ပြီးရင် margin ဘေးမြင် line တက်မှတ်မယ်စာရွက်စာအုပ်ပဲလေကုန်ထိစာရွက်ကဘယ်နေရာလောက်ထိချမ်းပြီးရေးမှလဲအဲ့မှာ print ထုတ်တဲ့ခါကျမှသူကအဲ့စာရွက်ချမ်းထားတဲ့ဥစ္စာပေါ်မှာပေါ့နော်ကြံမှာပေါ့နော်မဟုတ်ရင်မကြံဘူးပေါ့နော်โอเคအဲ့ဒါဆိုတော့ page layout ထဲမှာ3ခုပထမလုပ်မယ်အဲ့3ခုလုပ်ပြီးလို့ရှိရင် column တွေ row တွေကိုခုန selection ပေးတဲ့အကြောင်းလေးပြောခဲ့တယ် selection ပေးတဲ့ပုံစံနဲ့ကိုယ့်ရဲ့အကွက်တွေကို marcel လုပ်တယ်ပေါ့နော်ဒီ home ထဲမှာ marcel ဆိုတဲ့ပါတယ်အကွက်တွေကိုပေါင်းမယ်ပေါ့နော်ဒီကွက်နဲ့ဒီကွက်ပေါင်းမယ်ပြီးလို့ရှိရင်ပြန်ပြီးနှုတ်ရှင်းတယ်ဆိုလို့ရှိရင်ဒါပါတော့ဒီကွက်ဆိုလို့ရှိရင်ပြန်ပြီးဒါအပေါင်းတော့တစ်ကွက်တည်းပဲပြန်နှစ်ကွက်ပြန်လုပ်မယ်ဆိုလို့ရှိရင် marcel ကိုဖြုတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာနှစ်ကွက်ပြန်ဖြစ်သွားတယ်ပေါ့နော်10ကွက်တွေကိုချုံချက်လောက်တာရမယ် selection ပေးတာရမယ်ပေါ့နော် selection ပေးတာ column select ပေးခြင်း column line ပေါ်မှာမျှမယ်ပေါ့တင်လိုက် row number ကို selection ပေးခြင်း row number 1ပေါ်မှာမျှမယ်ပေါ့တင်လိုက်ပေါ့နော် click တစ်ချက်နှိပ်ဒါဆိုရင် row like ဒါဆိုရင် column like selection ပေးတာတကွက်ချင်းဆိုလို့ရှိရင်တကွက်ချင်းဒီမှာ10ကွက်တကွက်ချင်းစီကိုလိုက်ပြီးတော့ selection ပေးခြင်းဒီမှာအစိမ်းရောင်ကအပေါင်လာလေးနဲ့ပြလိုက်မယ်ပေါ့နော်ဒါမှမဟုတ်နှစ်ကွက်ပေးနေတာဆိုလို့ရှိရင်လည်းနှစ်ကွက်ထက်အောက်ဘေးကိုကြိုက်တယ်လို့ကွက်တွေကို selection ပေးလို့ရမယ်ပေါ့နော်ကြော်ပေးချင်တာဆိုလို့ရှိရင် control ပေါ့နော် control ပြီးတာပြီးတော့ကြော်ပေးလို့ရမယ်ဆက်ကွက်တွေကို okay အဲ့လိုပဲအလားတူ column ဆိုလဲ column တွေကိုrow လိုက်ပေးခြင်းအတွဲလိုက်ပေးခြင်းအတွဲလိုက်ကို click တစ်ချက်ပြီးတာပြီးတော့ကိုလိုချင်တဲ့လောက်အထိကို selection ပေးလို့ရမယ်ဒီကွက်ချင်းကြော်ပေးခြင်းပထမတစ်ခု select ပေး column တစ်ခု select ပေးပြီးရင်ကြိုက်တဲ့ဥစ္စာကို select ပေးပြီးတော့ဆိုရင် control ကိုဖိပြီးတော့ပေးရမယ် row လဲဒီအတိုင်းပါနော် row တွေကိုလည်း row တစ်ခုချင်းစီကို select ပေးခြင်း control ဖိပြီးတော့ select ပေးမယ်ပေါ့နော်ဒါ selection ပေးတယ်လေသူက selection ပေးမှသူကဒီစာတွေထပ်ထည့်လို့ရမှာပေါ့ရေးလို့ရမယ်ဖောင်းပုံစံတွေကိုကြိုက်တဲ့ပုံစံတွေပြင်လို့ရမှာပေါ့နော်အဓိက I save ကွက်တွေကိုပြင်တဲ့ကိစ္စပဲ
ပြင်တဲ့နေရာမှာ selection ပေးတဲ့ကိစ္စရဲ့ကိုပြင်ကျင်တဲ့ဆက်ကွက်တွေကို selection ပေးပြီးတော့ဟိုပြင်ရမှာเนาะစာတွေပဲပြင်ချင်းအကွက်တွေကိုပဲပြင်ချင်းစာပဲပြင်ချင်းဘာပဲလုပ်လို့ selection ကိုအရင်ပေးဖို့မေ့လို့မရဘူးเนาะ selection ပေးပြီးမှလုပ်လို့ရမှာเนาะအဲ့ဒီကွက်ကို selection ပေးဆိုတော့မှတ်သားမှာပေါ့เนาะဒီလိုဒီကွက်ကိုပြင်ချင်းဒီကွက်ကို select ပေးပါเนาะပေါ်ကွက်ကိုပြင်ချင်းပေါ်ကွက်ကို select ပေးစာပြင်ချင်းလည်းဆိုလို့ရှိရင်လည်းဒီကွက်ကိုone name ကိုပြင်ချင်း one name ကိုတစ်ချက် select ပေးအဲ့ဆိုလို့ရှိရင်ဒီ formula bar မှာဒီမှာ one name ကိုပေါ်လာဒီနေ့မှချမ်းမဲ့ဒီစာကိုပြင်ချင်းလည်းမှားနေတယ်ပေါ့เนาะအဲ့ဆိုဒီကွက်ကို select ပေးပြီးမှပြင်လို့ရမယ်ဒီမှာလာပြင်လို့ရတယ်ပေါ့เนาะမဟုတ်လို့ပြန်ပြီးအတိရေးချင်တာဆိုလို့ရှိရင်လည်းဒီကွက်ကို selection ပေးလိုက်ကိုကြိုက်တာကိုရေးချလိုက်ပေါ့เนาะထားပါတော့ beta အစင်မဲ့ bu d ဒီဒါမျိုးပေါ့เนาะအဲ့လိုမှ point control z ပြန်ခေါ် control ရဲ့ z ကနေကိုကအရင်လောက်ခဲ့တဲ့ဥစ္စာတွေပြန်ပြီးတော့ရတယ်ပေါ့เนาะဒီပေါ့เนาะအဲ့တော့စာတွေပဲပြင်ချင်းပုံတွေပြင်ချင်းပြင်တဲ့ဥစ္စာတွေကို selection ပေး sequence ဆို sequence လိုက် select ပေး column ဆို column လိုက် select ပေး row ဆို row လိုက် select ပေးတရားဆိုရင်တော့ဒီအိမ်ထဲမှာ sequence တွေကို selection ပေးမယ်ပြင်မယ်ပေါ့နော်အဲ့ဒါလေးတွေတည်ရအိမ်ထဲကလောကကန်လွယ်ပါတယ်အဲ့တော့ဒီနေ့တော့ဒီမှာပဲဒီဖောင်လေးပုံစံလေးဆွဲတဲ့ပုံစံလေးကိုမဆဲသုံးတာလေးတွေဒီ sequence တွေကိုပြင်တဲ့ selection ပေးတာလေးတွေ like လေးကျင်တယ်ပြီးတော့ရှင်ဒီဖောင်လေးကိုဆွဲကြည့်လိုက်ပေါ့နော်နောက်ထပ် beta estimate ပုံစံလေးတွေဆိုလို့ရှိရင်လည်းဒီမှာ BE ပေါ့နော်ဒီမှာသူကြလို့ရှိရင်ဘာမလဲ quantity တို့ unit တို့ rate တို့ဘာ amount total amount ဒီပုံစံလေးရေးရမှာပေါ့နော်အဲ့လိုပုံစံလေးရေးလို့ရရပါတော့ဒါတော့တောင်းလို့ရလို့ရှိရင်ရေးပြမယ်ပေါ့နော်ဒီဟာလေးရေးမယ်ဆိုလို့ရှိရင်လည်းဟောပါပေါ့နမူနာဒီ file လေးတွေပို့ပေးထားမှာပေါ့နော်ဒီပုံစံလေးဆွဲလို့ရအောင်လို့ဒီနေ့တော့ဒီမှာပဲရလိုက်ပါ